ဂျပန်ကဒီ language school ချင်းနေအကြောင်းကိုဒီနေ့ဒီဗီဒီယိုထဲမှာနည်းနည်းလေးပြောချင်တယ်ပေါ့နော်။ဘာဖြစ်လို့ဒီအကြောင်းအရာကိုအမုန်းခံပြီးပြောလဲဆိုလို့ရှိရင်အခုတလောပေါ့နော်မြင်နေရချားနေရတဲ့သတင်းတွေอ่ะပေါ့နော်။စိတ်မချမ်းမသာဖြစ်ရလို့ဒီနောက်ပေါ့နော်ဒီ language school နဲ့လာကြမဲ့မောင်လေးတွေညီမလေးတွေကြိုပြီးတော့သတိထားလို့ရအောင်ဒီဗီဒီယိုလေးကိုရိုက်လိုက်တာဖြစ်ပါတယ်။ language school နဲ့လာကြမဲ့ကလေးတွေကကျမတို့ဒီ COE အောင်ချက်ကောင်းတဲ့ကျောင်းတွေပြီးသွားလို့ရှိရင်ဒီတေချာချိတ်ဆက်ပေးမဲ့ agency တွေကယုံကြည်ရလားကျောင်းသားကဘယ်လောက်လဲပေါ့နော်ဒါတွေကိုအဓိကထားပြီးတော့ကျမတို့ဒီလိုမျိုးလိုက်ပြီးတော့စုံစမ်းလေးလာချမယ်လို့ထင်နေပေါ့နော်သူတို့ကလေးအနေနဲ့ကလည်းတနာစရာကောင်းနေပေါ့နော် COE အောင်မှုအရေးတို့ရေးဖြစ်နေတဲ့ခါကျတော့သူတို့တွေကဒီလိုက်ပြီးတော့ပေါ့နော်ဒီ COE အောင်မှုအတွက်ကိုပဲအဓိကလိုက်စုံစမ်းလေးလာကြတယ်ပေါ့နော်ဒါပေမဲ့တချို့ကိစ္စမျိုးတွေကတိတိလေးပါပဲအဆင်ပြေမှာပါဆိုပြီးတော့ပေါ့နော်ကျမတို့ဒီအရန်ကြီးခေါင်းထဲမှာမထည့်ထားပဲနဲ့တကယ်တမ်းကြုံလာတဲ့အခါကျတော့မှဒီဒုက္ခရောက်နေကြတဲ့လူတွေကိုတွေ့ရတယ်အဲ့တော့ဂျပန်မှာရှိတဲ့ language school ကျောင်းတိုင်းကကောင်းတဲ့ကျောင်းတွေပဲမဟုတ်ဘူးဆိုတော့သိစေချင်တယ်ပေါ့နော်တချို့ပြောရလို့ရှိရင်အပေဒီကျောင်းတွေပေါ့နော်ဒါရိုင်းပြောရလို့ရှိရင်အဲ့လိုအပေဒီကျောင်းဂျင်းကျောင်းတွေလည်းအများကြီးရှိတယ်ပြောရရင်ဘယ်လိုဟာမျိုးလဲဆိုလို့ရှိရင်ပေါ့နော်ကိုကဥမာဂျပန်ကိုရောက်သွားပါပြီရောက်ပြီဆိုလို့ရှိရင်ကိုဂျပန်မှာဆိုလို့ရှိရင်ဆွေမျိုးသားချင်းရှိမယ်ကိုမောင်နှမရှိမယ်ကိုရဲ့ခင်မင်းကြီးနဲ့တငယ်ချင်းတွေရှိမယ်ဒီတငယ်ချင်းတွေနဲ့အတူတူနေထိုင်ခြင်းတဲ့လူမျိုးတွေလည်းရှိကောင်းရှိလိမ့်မယ်ပေါ့နော်အဲ့တော့ကျောင်းတွေကဘယ်လိုမျိုးတတ်မှတ်ထားတယ်ဆိုလို့ရှိရင်သူတို့ကျောင်းမှာတက်မယ်ဆိုလို့ရှိရင်သူတို့ကျောင်းကချိတ်ဆက်ထားတဲ့အဆောင်သူတို့ကျောင်းကလှုပ်ထားတဲ့အဆောင်မှာမဖြစ်မနေနေကိုနေရပါမယ်ဆိုပြီးတော့တတ်မှတ်ချက်တွေရှိတယ်ဒါကဥပမာပထမဦးဆုံး3လဒါမှမဟုတ်ရင်ပထမဦးဆုံး6လနေကိုနေရမယ်ဆိုပြီးတော့တတ်မှတ်ချက်တွေရှိမယ်တချို့တွေကြတော့လေအကြောင်းမျိုးမျိုးကြောင့်ဒီလိုမျိုးတွေတတ်မှတ်ထားတဲ့လူတွေလည်းရှိလိမ့်မယ်ဒါပေမဲ့ကိုကဒီလိုမျိုးစိတ်မျိုးရှိတယ်မောင်နှမသားချင်းရှိတယ်မနေဘူးလို့ဒီလိုမျိုးအကျိုးအကြောင်းပြောပြလို့ရှိရင်လက်ခံတဲ့အကြောင်းတွေလည်းရှိတယ်ဒါပေမဲ့တချို့ဘလောက်ဆိုလဲဆိုလို့ရှိရင်သူတို့အဆောင်မှာနေမနေအဆောင်ကပထမဦးဆုံးလား3လစာပေးရမယ်6လစာပေးရမယ်ဆိုပြီးတော့ကလေးတွေကိုဂျင်းထည့်ထားတဲ့ဟာတွေရှိရပေါ့နော်ဘာဖြစ်လို့သူတို့ကအဲ့လိုမျိုးလှုပ်ထားလဲဆိုလို့ရှိရင်သူတို့ကျောင်းနာမည်ဒါမှမဟုတ်လို့ရှိရင်သူတို့အဲ့ကျောင်းနာမည်နဲ့ပေါ့နော်ဒီလိုမျိုးအခန်းတစ်ခန်းကိုအခန်းကျဲတစ်ခန်းကိုငှားလိုက်တယ်အခန်းနှစ်ခန်းလောက်ပါတဲ့အခန်းတကူငှားလိုက်တယ်ပြီးတော့လို့ရှိရင်ဗီဒီယိုစင်တွေကိုလှုပ်ပြီးတော့ပေါ့နော်အမှကလေးတွေကိုအခန်းတစ်ခန်းထဲမှာ2ယောက်4ယောက်အဲ့လိုမျိုးတွေထားတာမျိုးတွေရှိရပေါ့နော်ထားတယ်အဲ့တော့ဒီအခန်းကျဲကြီးတွေကပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီငှားမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးမြို့ဂျပန်တိုကျိုထဲမှာဆိုလို့ရှိရင်တော့10,000 17,000 12,000အဲ့လောက်ပဲရှိရပေါ့နော်ဒါပေမဲ့သူတို့ကအမှလူ4ယောက်လောက်ကိုထားလိုက်လို့ရှိရင်တယောက်ကို5,000 6,000တောင်းနေဆိုလို့ရှိရင်ကျမတို့ဒီတော်တော်လေးကိုဒီအခန်းတစ်ခန်းငှားလို့ရှိရင်အနည်းဆုံး10,000လောက်ကကျမတို့ကမြက်နေပြီပေါ့နော်အဲ့တော့ဒီကျောင်းမှာဆိုလို့ရှိရင်လူအယောက်ကျောင်းသား90 100ထက်ကျော်တဲ့ကျောင်းတွေလည်းရှိမယ်ပေါ့နော်အဲ့လိုမျိုးကျောင်းတွေဆိုလို့ရှိရင်ဒီလိုမျိုးကလေးတွေကိုငှားရဲဆိုဒီလောက်လူဦးရေအုပ်စုနေဆိုလို့ရှိရင်သူတို့ဘာမှမလုပ်ရဘဲနဲ့အသက်တင်ပေါ့နော်တလောက်ဝင်ဘလောက်ဆိုပြီးတော့သူတို့ကမြက်နေရမျိုးပေါ့နော်အဲ့ဒါကြောင့်အဲ့လိုမျိုးကြီးချင်းထည့်နေရပေါ့နော်ပြီးသွားလို့ရှိရင်အဲ့ဒီအဆောင်အတွင်းမှာဆိုလို့ရှိရင်လေကိုနေခြင်းတဲ့အတိုင်းနေလို့မရတာရှိရပေါ့နော်ဒါကတော့ဒီအဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခန်းကိုဒီလိုမျိုးစီကန်းရှိရှိနဲ့တန်ရှင်းသုံးရမယ်ဆိုတာမျိုးကိုတော့လက်ခံနေအဲ့လိုမဟုတ်ဘဲနဲ့သူတို့ကဒီလိုမျိုးကလေးတွေမရှိတုံးမှာပေါ့နော်ကလေးဒီလိုမျိုးကလေးတွေရဲ့ခွင့်ပြုချက်မရဘဲနဲ့ပေါ့နော်သူတို့အခန်းကိုအဲ့လိုမျိုးဒီလိုပုံမှန်ပေါ့နော်တစ်လတစ်ခါနှစ်လတစ်ခါအဲ့လိုမျိုးတွေလာပြီးတော့တော့ဖွင့်ပြီးတော့စစ်တဲ့လူတွေရှိရပေါ့နော်ဘလောက်ဆိုလဲဆိုအဲ့ဒီလာစစ်တဲ့လူတွေထဲမှာတော့မိန်းမတယောက်မှမပါဘဲနဲ့ယောက်ျားကြီးတွေပဲလာစစ်တာမျိုးနေတဲ့ကလေးတွေကမိန်းကလေးဆောင်နေပေါ့နော်အဲ့လိုမျိုးတွေလာစစ်တာမျိုးတွေရှိတယ်အဲ့တော့ပြောရလို့ရှိရင်သူတို့ကဒီအခန်းကိုပိုင်လို့ပဲဖြစ်ဖြစ်သူတို့ငှားထားလို့ပဲဖြစ်ဖြစ်ဒါကိုသူတို့ကတဆင့်ပြန်ပြီးတော့ကလေးတွေကိုငှားထားတာပေါ့နော်အဲ့ဒါကိုဒီကလေးတွေရဲ့ခွင့်ပြုချက်ကိုမရဘဲနေပေါ့နော်အဆောင်ကိုသူတို့စိတ်တိုင်းကြလိုက်ပြီးတော့စစ်တာမျိုးတွေကလုံးဝကိုဒါ privacy ချိုးဖောက်ရကြတယ်ဂျပန်ရဲ့ law မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒါ privacy ချိုးဖောက်တဲ့ဟာနဲ့တိုင်လို့ရတယ်ပေါ့နော်သူတို့ကတကယ်ပဲဒီအဆောင်ကိုတတ်ရှင်းတတ်ရဲ့3လမ3လတိချင်တယ်ဆိုလို့ရှိရင်ငါတို့တော့ဘယ်နည်းတော့စစ်ဆေးရေးဝင်မယ်ဆိုပြီးတော့အကြောင်းမကြားလို့လုံးဝမရဘူးပေါ့နော်ဒီနေတဲ့သူတွေရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ခွင့်ပြုချက်မရဘဲနဲ့သူတို့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးနောက်တစ်ချက်ရှိသေးတယ်ပေါ့နော်ကလေးတွေကအဆောင်မှနေလိုက်တယ်ပြီးသွားလို့ရှိရင်သူတို့တွေကဒီမနေချင်တော့လို့ပြန်ပြီးတော့ထွက်တော့မယ်အခါမျိုးတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးအဆောင်ကိုပြန်စစ်ပြီးတော့ဟိုနေရာဟိုလိုဖြစ်လို့ဒီနေရာဒီလိုဖြစ်လို့ဆိုပြီးတော့ဒီပတ်စံတွေအများကြီးဒီလိုမျိုးတောင်းတာမျိုးတွေလည်းရှိတယ်ပေါ့ပုံမှန်ကြမဲ့ပတ်စံကဥပမာ9,000ကို10,000တောင်းတာ15,000တောင်းတာအဲ့လိုမျိုးတွေတင်တောင်းတာမျိုးရှိတယ်ဒီလိုမျိုးအိမ်ထဲမှာအပြက်စီးတစ်ခုခုရှိတယ်ဆိုလို့ရှိရင်လေတချို့အပြက်စီးသွားတဲ့ဟာတွေကလူနေထိုင်နေဆိုလို့ရှိရင်နေတဲ့အလှည့်ရောက်ပေါ့နော်သူကသူဒီလိုမျိုးနေလာတဲ့ခါကျရင်စိုးရေးလာတာမျိုးတို့အဲ့လိုမျိုးတွေဖြစ်ကောင်းဖြစ်နိုင်တဲ့အရာတွေကိုကလေးတွေလှုပ်လို့ပျက်စီးသွားတယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးတွေပတ်စံနေတောင်းတဲ့လူတွေကိုလည်းတွေ့တယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုကမဖြစ်မနေဒီလိုအဆောင်မှာနေရမယ်ဆိုလို့ရှိရင်တော့မှအဆောင်ကိုရောက်တာနေပေါ့နော်ဒီသူတို့ပါခေါ်ပြီးတော့စစ်ဆေးနေတဲ့အချိန်မှာဒါကဒီလိုမျိုးဒီနေရာမှာအရင်ကဒီလိုမျိုးဖြစ်နေတယ်ဆိုတာမျိုးကိုသူတို့ကိုယ်တိုင်သိအောင်လို့ဓာတ်ပုံတွေရိုက်ပြီးတော့သူတို့ကိုပို့ပြီးတော့ပေါ့နော်လောက်တာအဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ကိုကအဆောင်ထွက်တဲ့အခါမှာဆိုလို့ရှိရင်ကိုစီကပတ်စံနေအများကြီးတောင်းတာမျိုးတွေအဲ့လိုမျိုးတွေကြုံရတတ်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့အဆောင်နေဖို့ဖြစ်လာတယ်ဆိုလို့ရှိရင်သတိထားရမယ့်အရာပေါ့နော်
အဲ့တော့ဒီဗီဒီယိုထဲမှာပြောချင်တာက COE တစ်ခုတည်းကိုပဲခေါင်းနဲ့မထည့်ထားနဲ့ပေါ့နော်ဒီလိုမျိုးအကြောင်းနေနဲ့ seminar တွေလုပ်တဲ့အခါမှာဒါမှမဟုတ်လို့ရှင် agent အနေနဲ့ပေါ့နော်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ seminar တွေလုပ်တဲ့အခါမှာလူတွေရှိနေတဲ့ public မှာမဖြစ်မနေမေးဖို့မေးပါဒီအကြောင်းမှာအဆောင်ရှိလားဒီအကြောင်းကအဆောင်ရှိလားပြီးတော့အဆောင်ကဟောမဖြစ်မနေနေကိုနေရမှာမျိုးလားကိုကမနေချင်ဘူးဆိုလို့ရှင်ရောရလားဒါတွေကိုတိတိကျကျကျမတို့ကဒီနှစ်ယောက်တည်းမေးတဲ့ဟာမျိုးမဟုတ်ပဲね public မှာမေးတာမျိုးပြီးတော့သူတို့တွေနဲ့မေးတဲ့ဟာမျိုးလည်းဒီမျိုးဖုန်းဆက်ပြီးတော့မေးရမျိုးမဟုတ်ပဲねပေါ့နော်ဥပမာ message တွေနဲ့ပေါ့နော်ဒီလိုမျိုး record တွေပြန်ပြီးတော့ခြံထားတာမျိုးအဲ့လိုမျိုးတွေလုပ်ပါတချို့ဒီ agency တွေကလည်းဟိုအရင်တော့ဆက်စဖိုင်တော့ကတော့တစ်မျိုးပြောတယ်နောက်တော့မှတစ်မျိုးပြန်ညင်းတာမျိုးဆိုလို့ရှိရင်ကိုကဘာမှလုပ်လို့မရအဲ့အတွက်ကြောင့်မလို့ကျမတို့ seminar မှာဆိုလို့ရှိရင်လည်းတည်တည်ချာချာအဲ့လိုမျိုးတွေလူတွေရှေ့မှာမေးသေးချာ record ယူထားမေးတဲ့အခါမှာဖုန်းနဲ့ဆက်ပြီးတော့မမေးနဲ့ပေါ့နော်ဒီလိုမျိုး message တို့မှဟုတ် email နဲ့ပို့ပြီးတော့ဒါကို record တည်တည်ချာချာလေးယူထားပါနောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာကဒါကတော့ဒီ language school ကျောင်းနေနဲ့တော့မဆိုင်ဘူး agent အနေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ပြောချင်တာတစ်ခုကဒီကျောင်းလာကတွင်းတဲ့အခါမျိုးပေါ့နော်ဥပမာ COE အောင်သွားပါပြီကျောင်းလာကတွင်းတော့မယ်အခုဆိုလို့ရှိရင်ကျမတို့ April intake အတွက်ပေါ့နော်ဒီကျောင်းလာကတွင်းတော့မယ်ကလေးတွေအနေနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးကိုကပေါ့နော်ဒီဂျပန်မှာအတိမိတ်ဆွေတစ်ခုခုရှိယုံကြည်စိတ်ချရတဲ့လူရှိလို့ဒီရန်နဲ့ပဲကိုကကိုပေးဖို့ပေါ့နော်အဲ့လိုမျိုးရည်ရွယ်ထားပေမဲ့ဒီ agent တွေကပေါ့နော်သူတို့နဲ့ပဲတွင်းမှရမယ်ဆိုပြီးတော့တတ်မှတ်ထားတာမျိုးရှိတယ်ဒါတော့သူတို့က agent မဟုတ်လို့သူတို့ကနေပဲကျောင်းလာကကိုပေါ့နော်အကုန်လုံးပေါင်းပြီးတော့တွင်းမယ်ဆိုတာမျိုးတွေကတော့ဖြစ်နိုင်တယ်ဒီဟာကတော့ကျမတို့ဒီ agent တွေကသူတို့ချိတ်ဆက်ထားတဲ့အတွက်ကြောင့်မို့သူတို့ကပေါင်းပြီးတော့ပဲကျောင်းလာကတွေတွင်းမယ်ဆိုတာဒါကလက်ခံနိုင်တယ်ဒါပေမဲ့ကျမတို့ဒီလိုကာလမျိုးတွေဆိုလို့ရှိရင်ကျမတို့ဒီလိုမျိုးဂျပန် yan rate တွေကိုပေါ့နော်အဲ့လိုမျိုးအစမတန်တွေတောင်းတဲ့လူတွေဒီကနေပြီးတော့အမျက်တွေကိုလည်းယူတဲ့ agent တချို့လည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းတကယ်လို့ကိုကဂျပန်မှာဒါအတိမိတ်ဆွေယုံကြည်ရတဲ့ဆွေမျိုးသားချင်းတွေနဲ့ပေါ့နော်ပတ်စံတစ်ခါတည်းလွှဲဖို့အစီအစဉ်ရှိတယ်ဆိုလို့ရှိရင်ဒီ agent တွေကိုဒီ COE မလျှောက်ခင်တွေကဒီလိုမျိုးတကယ်လို့ COE အောင်လာလို့ရှိရင်ကျောင်းလာကတွင်းတဲ့အခါမှာကိုယ့်ရဲ့ပေါ့နော်အတိမိတ်ဆွေတယောက်ယောက်ဂျပန်မှာရှိလို့သူနဲ့ပဲတည်းလွှဲလိုက်လို့ရလားဆိုတာမျိုးကိုကျမတို့တေးချာချာကျမတို့မေးထားဖို့လိုတယ်ပေါ့နော်ဒါကတော့ကျမတို့အတိမိတ်ဆွေရှိတဲ့လူတွေအတွက်ကိုပြောတာပေါ့နော်ကိုကအတိမိတ်ဆွေမရှိဘူး agent နဲ့လွှဲမှာအဆင်ပြေမဲ့လူတွေအတွက်ကတော့သူတို့သတ်မှတ်ထားတဲ့ rate နဲ့ပဲပေါ့နော်ကျမတို့လွှဲရုံမှာလွှဲပြီးတော့နီးလန်းမရှိဘူးပေါ့နော်အဲ့တော့ဒီချက်နဲ့ပတ်သက်ပြီးတော့လဲကြိုပြီးတော့မေးမြန်းထားဖို့လိုတယ်